အားလုံးပဲမင်္ဂလာပါ။ Horror Bank Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်။တရေတစီစောကဝေနဲ့ဂမ်မီရဝတ္ထုတွေကိုချိန်နေတတ်တယ်ဆိုရင် Kerry ရဲ့ channel ကို subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေရှင်။ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ဆရာကစောရေးသားထားတဲ့ဆုံးထီကြီးဥပဒါနဲ့ဓမြကျော်ဘာမော်အတွဲတစ်စာစင်ရှစ်ဖြစ်ပါတယ်။ကိုကဲလုံငယ်တွေအတွက်တော့ဓမြဆိုတဲ့စကားကကြားပဲကြားဖို့ကြမယ်။ကြုံတော့ကြုံမှုမှာမဟုတ်ဘူးဗျ။ဒါပေမဲ့ကျုပ်တို့ဒေသမှာတော့ကျုပ်တို့အသက်တော်တော်ကြီးကြီးအထိဓမြတွေရှိသေးတယ်ဗျ။88ရေခင်းတော့ကဆိုကျုပ်တို့ဘက်မှာဓမြတွေတော်တော်ပူတာဗျ။ကျုပ်တို့ပြင်ရွာထိပ်ကိုတက်စီယိုးကာပြီးတော့တက်အိမ်တယောက်ကင်းထွက်ဆောင်းရတဲ့အထိပဲဗျ။ဓမြကလည်းတယောက်နှစ်ယောက်လာတာမဟုတ်ဘူးဗျ။ဓမြအကြောင်းပြောရင်းနဲ့ကျုပ်အမေရဲ့အကိုအကြီးဆုံးဘာကြီးပေါ်တို့ကြောင့်ကိုသွားတတိရတယ်ဗျ။တခါတည်းကျုပ်ပြောပြမယ်ဗျ။ဘာကြီးပေါ်တို့ဓမြအတိုက်ခံရတော့ကျုပ်တို့အသက်10နှစ်ကျော်လောက်ပေါ့ဗျာ။ကျုပ်တို့တော့တေချာမသိမမိလိုက်ပါဘူး။နောက်မှလူကြီးတွေပြောပြရင်သိရတာဗျ။ဘာကြီးပေါ်တို့မိသားစုကလူအင်အားတောင့်နေပြောရမယ်။သူ့မှာမိန်းမက3ယောက်တောင်ရှိတာ။ဒါမှမိန်းမနဲ့သားသမီး6ယောက်ရတယ်။အဲ့ဒီမိန်းမသေးပြီးတော့နောက်မိန်းမထက်ယူတာသားသမီး10ယောက်တောင်ရတယ်ဗျ။ဒုတိယမိန်းမကခလေးမွေးမမွေးနိုင်ပဲတည်သွားခဲ့တာ။ခလေးရောအမေရောတည်သွားလို့ပြော။မဟုတ်ရင်သားသမီး17ယောက်ပေါ့ဗျာ။အဲ့ဒီအချိန်မှာပထမမိန်းမနဲ့မွေးခဲ့တဲ့သားသမီးတွေကအပြိုကြီးဖွားဖွားဖြစ်နေပြီပေါ့ဗျာ။ဒုတိယမိန်းမသေးပြီး10နှစ်လောက်ကြာတော့နောက်ဆုံးမိန်းမကိုယူလိုက်တာပဲ။သူ့နောက်ဆုံးမိန်းမကအသက်18နှစ်တောင်ကောင်းကောင်းမပြည့်သေးပါဘူးဗျာ။ပထမမိန်းမနဲ့ရှားခဲ့တဲ့သမီးအကြီးဆုံးတောင်မှအိမ်အောင်ကြပြီးခလေးနဲ့ဘာနဲ့ဖြစ်နေပြီ။ပြောရရင်တော့သမီးထက်ငယ်တဲ့မိန်းကလေးကောက်ယူလိုက်တာပေါ့ဗျာ။ကျုပ်အမေရေးဆိုရင်သူ့ကိုနအိုကြီးလို့လှောင်ပြောင်ခေါ်တတ်ကြတာဗျ။ဟုတ်တယ်လေဗျာ။အသက်က60နာကပ်နေပြီးယူလိုက်တာက18နှစ်သမီးလေးဗျ။နောက်တော့သေချာစုံစမ်းကြည့်တော့မှဒီကလေးမလေးရဲ့မိဘတွေကသူ့စီကနေအကျွေးတွေတော်တော်ယူထားတာလေဗျ။စပားကျွေးဆိုလည်းမနှဲဘူးတယ်လေ။နောက်ဆုံးအကျွေးမဆက်နိုင်တော့သမီးငယ်ဆုံးကိုထိုးပေးလိုက်တဲ့ပုံမဲဗျ။ဒီကောင်မလေးနာမည်ကတော့ရင်တော့ပါတယ်ဗျ။ကျုပ်လည်းတိတ်မမှတ်မိဘူးဗျ။ရင်လို့ပဲထားလိုက်ပါတော့။ရင်တော့မေကမီးရက်ဖြစ်ပြီးအောက်ပိုင်းသေးသွားတယ်ဆိုလားပဲဗျ။တချို့ကလည်းလေဖြတ်သွားတယ်လို့ပြောတယ်။ရင်အဖေကနေဆက်ကိုအလုတ်သွားလောက်တာပေါ့ဗျာ။အဲ့ဒီတော့ကတော့တော်တော်အလုတ်ဖြစ်တယ်လို့ပြောပါတယ်။ဒါပေမဲ့ဆေးသုံးတက်လာတယ်ဗျ။ရွာပြန်လာတော့ဆေးဆွဲလာခဲ့တာမနေကူးရတယ်ဆိုပဲ။ဒါပေမဲ့လည်းမရပါဘူး။ဆေးသမားဆိုတော့လေဝေးကုန်တာပေါ့ဗျာ။အကျွေးတွေရှို့ရင်အလုတ်လည်းမလုပ်တော့နောက်ဆုံးသမီးကိုသူများစီထိုးအပ်လိုက်ရတဲ့ပုံပဲဗျ။ကျုပ်တို့ဘာကြီးပေါ်တော့မရွယ်ပဲစော်ကဲမင်းပြေးဆိုတဲ့စကားပုံလုံးမိမတယောက်ထက်ရတာပေါ့ဗျာ။ဘာကြီးပေါ်တော့ကကျုပ်တို့ရွာထဲမှာမနေဘူးဗျ။ရွာနဲ့မလန့်မကန်ရွာပြင်မှာနေတယ်။သူတို့ရွာစုကလေးကိုကိုပေါ်အဆူလို့ခေါ်ကြတယ်။တချို့ကလည်းတီးပင်စုလို့ခေါ်တယ်ဗျ။သူတို့နေတဲ့နေရာကကျုပ်တို့ရွာကလေးနဲ့ဆိုရင်တခေါ်တာတာလောက်ပဲဝေးတာ။အဲ့ဒီမှာအိမ်လေး9လုံးရှိပြီးတော့သားသမီးတွေတမတ်တွေနဲ့နေတယ်။အနားကလေတွေကလည်းသူပိုင်တဲ့လေတွေကြီးပဲ။ပြောရရင်တော့အမျိုးတွေစုနေတဲ့သဘောပေါ့ဗျာ။သူတို့နေရာလေးကမကြီးပင်ကြီးတွေတီးပင်ကြီးတွေနဲ့အုပ်အုပ်ဆိုင်ဆိုင်ကလေးဖြစ်နေတာပေါ့။ဒါကြောင့်လဲတီးပင်စုလို့ခေါ်တာနေမှာဗျ။တညတော့ဘာကြီးပေါ့တို့အစုကိုဓမြတိုက်ပါလေရောဗျာ။ဓမြတွေကမီးတုပ်တွေကင်ပြီးတော့လာကြတာကိုကျုပ်တို့ရွာတွေကနေအတိုင်းသားမြင်နေရတယ်ဗျာ။ဓမြကလူ60နီးပါးကိုရှိတာမီးတုပ်တွေနဲ့မို့ထိန်နေရပါဗျာ။အဖေကကျုပ်တို့ရွာကလူတွေကိုစုကြည့်သေးတယ်။ဒါပေမဲ့ဓမြတွေကိုတော့ကြောက်တာပါဗျာ။လူအုပ်ကလည်းနဲမှမနဲပဲကိုဗျာ။ရွာကိုမီးမိတ်ပြီးတော့ရွာသားတွေအကုန်လုံးငြိမ်ကြည့်နေကြရတာပေါ့။ဓမြတွေကိုရွာသားတွေစုပြီးတိုက်ရင်တော့ရနိုင်တယ်။ဒါပေမဲ့ဘူးမှမတိုက်ရဘူးဗျာ။ဓမြတွေစီမှာတနတ်တွေပါတယ်မလား။ကျုပ်တို့စီမှာတနတ်မှမရှိတာ။ကျုပ်တို့အဘိုးတကြီးကင်ခဲ့တဲ့တနတ်တောင်မှအစိုးရလက်နက်အဲ့ရမယ်ဆိုပြီးတိန်းသွားတာမလား။ကိုကဒေါက်တာ၄မြလောက်ရှိရနဲ့တက်သွားရင်ဟိုဓမြကတနတ်နဲ့စီးပြင်အကုန်သေးကုန်ကြမယ်မလားဗျာ။ဒီတော့ဖျားစာရွပြီးသူတို့ဘေးကင်းမို့ဆူတောင်းပေးုံပဲတတ်နိုင်တာပေါ့ဗျာ။အဲ့ဒီဓမြအုပ်ကိုခေါင်းဆောင်နေသူကဘာမော်ရဲဗျ။စစ်ပြန်ကြီးတယောက်တိုက်ပွဲမှာထံရရပြီးလက်တစ်ဖက်ကလက်မောင်းရင်းကနေပြတ်ထွက်နေတဲ့ဗျ။ရုပ်ကလည်းအတော်ဆိုးဆိုးဆိုပဲ။အဲ့တော့ကျုပ်တို့ကဘာမော်ဘလို့ပုံလဲဆိုတာကိုမမြင်ဘူးသေးဘူးလေ။နောက်မှနဖူးတွေတူတွေကြုံရတာမလား။ခလေးတွေတော့ကတော့လူကြီးတွေ၆သမျှကြောက်လိုက်ရတာပေါ့ဗျာ။ဘာမော်အမြဲတမ်းရှက်အင်ကြီးလက်ရှိကြီးကိုအပေါ်ကခြုံထားတယ်။အောက်ကတော့စွတ်ကျဲတို့အင်ကြီးတို့ဝတ်ထားတာပေါ့ဗျာ။ပစိုးကိုဒူးလောက်ချဝတ်ပြီးတော့ခြေထောက်မှာတော့စစ်ဖက်နဲ့အဟောင်းကြီးဝတ်ထားလေးရှိတယ်တဲ့ဗျ။သူ့ခါမှလည်းစစ်ခပတ်ကြီးပတ်ထားပြီးအဲ့ဒီခပတ်ကြီးမှာကိုကရီလို့ခေါ်တဲ့တကောက်ကြီးကိုအမြဲချိတ်ထားတယ်။အဲ့ဒီဓာကြီးနဲ့လူတွေတက်ခဲ့တာမနှဲဘူးပေါ့ဗျာ။နောက်ပြီး6လုံးမျိုးတနတ်တလက်ကိုလည်းခါမှာအိတ်ထည့်ပြီးချိတ်ထားတာပေါ့ဗျ။ဘာမော်လာပြီးဆိုရင်သူတို့ကအော်ဟစ်ပြီးလာကြတာ။ဘာမော်လာပြီးဟေ့ဘာမော်လာပြီးဟေ့နဲ့အော်ရင်ကျုပ်တို့ဆိုကြောက်လုံးလုံးဆောင်းခောက်တဲ့ဝင်ပုံးနေကြရတာ။သူကလွင်ရလဲတောက်နေမစီယုံလဲတိတ်တော်ရဲဆိုပဲဗျ။
ဒါနဲ့ဘာကြီးပေါ့တို့အစုကလေးကိုဓမြတွေဝိုင်းတိုက်ကြပါလေရောဗျာနောက်တော့တနက်ဖောက်တန်နေ10ချက်လောက်ကြားရတယ်ဓမြတိုက်ပြီးတနားရီလောက်ကြာတော့ဓမြတွေပြန်သွားကြတယ်ဗျဓမြတွေပြေးသွားတော့မှကျုပ်တို့ရွာလူတွေလည်းညာတန်ပေးပြီးတော့ပြေးထွက်ရဲတော့တာပေါ့တခိုးပြေးမှထိုးခွင်းထားတာတော့မဟုတ်ဘူးပေါ့ဓမြပြေးတော့မှလိုက်ကြတာပေါ့ဗျာဘာကြီးပေါ့တို့ကံမကောင်းရှာပါဘူးဗျာဘာကြီးပေါ့ကအိမ်ပေါ်တက်တဲ့လှေကားရင်မှခွခွကလေးတိတ်နေရှာတာရှင်ဘက်မှာတနက်ပေါက်ရ3ခုနဲ့လေဘာကြီးပေါ့တမတ်နဲ့သား2ယောက်လဲတနက်ထိုင်ရာရီနဲ့သေးတယ်သူသမီး2ယောက်ကိုလည်းမရင်းကျင်သွားတယ်ဆိုလားပဲဗျဒါမဲ့တခုထူးဆန်းတာကဒွေးချောင်းရွာဖိုးတုပ်လဲလဲပင်ပြက်ပြီးတေးနေတာပဲဗျဘာကြီးပေါ့မိမရေရှင်ကိုတော့ဘာမော်ကဖမ်းသွားရတယ်ဗျဒီဓမြမို့ကအမှုမှန်မပေါ်ခဲ့ပါဘူးဘာလို့လဲဆိုတော့ရဲတွေဘာကြီးလဲမတိုင်ရဲဘူးလေအဖေတို့ကရဲတိုင်မဲဆိုရင်တော့မှရွာသားတွေကကန့်ကွက်ကြတာရဲဆိုတာအချိန်တိုင်းမရှိနိုင်ဘူးမလားတော်ကြဓမြတွေကရဲတွေတိုင်ပါတယ်ဆိုပြီးရွာကိုလာဖိနေမှကြောက်ရသေးတယ်မလားတီးပင်စုမှာအဲ့ဒီတွေကလူမနေရဲတော့တာပဲဗျအရန်6လန့်များတယ်အစိမ့်တွေတီးထားတာလဲပါတာကိုတစ်သားနဲ့ဆောက်ထားတဲ့အင်ကြီးအိမ်ကောင်းတွေကိုပြစ်ပြီးတော့ဘာကြီးပေါ်သားသမီးတွေကရွာထဲပြောင်းလာနေကြတယ်ကျုပ်တို့အတော်ကြီးကြီးထိအဲ့ဒီမှာအိမ်ပြက်ကြီးတွေရှိသေးတယ်ဗျဒီလိုနဲ့3လလောက်ကြာတော့မှအဖြစ်မှန်ပေါ်တော့တာပေါ်တာကလည်းအဲ့ဒီဖိုးတုပ်ကပြန်ပြောတာပဲဗျခင်ဗျားတို့နားရှုပ်သွားပြီထင်တယ်ဒီလိုဗျဖိုးတုပ်ကတေးပြီးတော့အစိမ့်သေးဖြစ်နေပြီးအဲ့ဒီတီးပင်စုမှာနေတယ်ထင်ပါတယ်ဗျနောက်တော့နွားချောင်းသားလေးကိုပူးကပ်ပြီးပြောပြတော့တာနွားချောင်းသားလေးကလည်းနွားတကောင်ပြောင်းလို့လိုက်ရှာရင်ဘာကြီးပေါ့တို့အိမ်ပြက်တွေနာမှာနွားပြန်တွေ့တယ်တဲ့အဲ့ဒီနွားကိုသွားခေါ်ရင်ဖိုးတုပ်ရဲ့အပူကိုခံလိုက်ရတာပေါ့ဗျာဖိုးတုပ်ကရင်ရင်နဲ့ကြိုက်နေရဗျယူတော်ယူတော့မှာဖိုးတုပ်ကငွေသိမ့်မရှိပေမဲ့ရင်ရင်တော့တင်တောင်းဖို့လှုပ်ထားရတယ်ဗျရင်ရင်ဖေးစေးသမားဖိုးတုပ်တို့တင်တောင်းတဲ့ငွေတွေကိုတော့ယူပြီးသွားပြီတဲ့ဗျပြောရရင်တော့ဆေးဆက်နားဖောက်ပြီးသားပေါ့ဒါပေမဲ့ဘာကြီးဘွားရင်ရောသိမ်းသွားတော့ဖိုးတုပ်အသေးကွဲပြီပေါ့ဗျာအဲ့မှာရင်ဖိုးတုပ်ကဘောင်းမောင်ရှာပြီးဘာကြီးဘွားတို့ကအရန်ချမ်းသာတဲ့အကြောင်းပြောတယ်ဗျပြီးတော့ရင်ရင်နဲ့ချင်းချင်းတွေ့ပြီးတော့အတူတူထွက်ပြေးဖို့ကြံထားပြီးသားတဲ့ဘောင်းမောင်ကလူတွေစုပြီးဓမြတိုက်မယ်ဘာကြီးဘွားစီကလူရက်တဲ့ချိန်ဖိုးတုပ်နဲ့ရင်ရင်နဲ့အတူပြေးကြမယ်ပေါ့ဗျာဒါပေမဲ့ကန်ဆိုးသွားတာဖိုးတုပ်အကြံမအောင်လိုက်ပါဘူးဘောင်းမောင်တို့အိမ်မော်တက်ရှာတော့ဘာကြီးဘွားအိမ်ကစပားတွေသီးနှံနေလောက်ပဲရှိပြီးငွေတို့လက်ဝက်လက်စားတော့များများဆဆမရှိဘူးတဲ့ဗျဒီတော့ဘာမှစိတ်ဆိုးပြီးတော့ဖိုးတုပ်ကိုတက်ပြီးရင်ရင်ကိုဖမ်းခေါ်သွားတာပဲဗျအခုတော့ရင်ရင်နဲ့သူပေါင်းရပြီတဲ့ဗျရင်ရင်ကိုဘာမှရဖမ်းသွားပြီးစိတ်ကြိုက်စော်ကားပြီးတော့တက်ပစ်လိုက်ကြတာအခုဘာကြီးပေါ်တို့တီးပင်ဆိုမှအတူတူနေကြရတယ်လေအဖေတို့ရောင်းချောင်းဆရာတော်တို့ကသူတို့အတွက်ကုသိုလ်ကောင်းမှုလုပ်ပြီးမြတ်တမ်းပေးဝေပါမယ်ဆိုတာတော့မှသူတို့ကအမျှမလိုချင်ဘူးတဲ့ဗျတရေဘွားနဲ့ပေါင်းဖက်နေရဆိုပဲဗျအခုဒီလဲရီကြားထဲမှာအဲ့ဒီအုပ်ဆိုင်ဆိုင်နေရကြီးရှိသေးတယ်ကျုပ်တို့ရွာမပြောနဲ့အနီးပါးရွာလူတွေတောင်သတင်းနေကြပြီးဘယ်သူမှမသွားရဲဘူးဗျာ6လန့်လိုက်တာလဲနေကင်းကြောင်တိုင်းတော့6ခံကြရတာအဲ့ဒီနားလဲတွေကိုဆိုရင်ဘာကြီးပေါ်သားသမီးတွေကရောင်းထုတ်တာရောင်းမရလို့လက်ကားပေးတာလောက်တဲ့လူမရှိဘူးတဲ့ဗျဓမြဆိုတာအင်အားများတယ်ဆိုပေမဲ့သူတို့ကတခြားလူတွေမဟုတ်ဘူးဗျဓမြဆိုလို့ခမရတို့အထင်တောတွေတောင်တွေထဲမှာအုပ်စုဘွဲပုံအောင်နေပြီးတော့အခွင့်သာတဲ့အချိန်တောင်မောကဆင်မီတိုက်တယ်လို့ထင်ကြလိမ့်မယ်ကျတို့ရက်ကဓမြဆိုတာတော့တာမန်ရွာသားပါပဲဘာမော်တို့လိုဓမြကောင်းဆောင်နေရရွာတွေကလူမိုက်တွေအဆက်သမားတွေကိုစီယုံရေးဆင်းနေဗျအထူးသဖြင့်ဆင်းရဲတဲ့ရွာကလေးတွေစီကိုပေါ့ဗျာဒွေးချောင်းတို့အဲ့ဒီနောက်ကတောင်ညိုရွာပဲစင်းရွာစားရရွာကလေးတွေစီကိုပေါ့အဲ့ဒီရွာလေးတွေမှာဆင်းရဲသားတွေများတယ်မလားဘာမှလှုပ်เสียမလို့ဘူးမျက်နှာကိုလည်းဖုံးထိုင်မင်းဘယ်သူလဲဆိုတာမသိဘူးငါတို့ချိန်ထားတဲ့နေရာကိုလိုက်ရမယ်ပြီးရင်တညောင်200ရမယ်စားသဖြင့်ဓမြအဖွဲခေါင်းဆောင်ကစီယုံရရဲ့ဗျပြီးရင်လိုင်းမဲ့သူတွေကိုတနေရာမှာဆုရက်လုပ်ပြီးတော့ချိန်ထားကြတာလိုင်းမဲ့သူတွေကလည်းပစိုးတွေနဲ့အုပ်ပြီးရုပ်ဖြတ်ထားတော့ဘသူဘဝလည်းမသိတော့ဘူးပေါ့ဗျာဘောင်းမော်တို့မှာအမာကန်ဓမြ9ယောက်လောက်ကတနက်တွေကင်ပြီးဓမြတိုက်တယ်ခုနကလိုရွာတွေကငှားလာတဲ့လူတွေကတော့လူရင်ရပြအောင်ပေါ့ဗျာသူတို့ကြံလည်းပိုင်းသမျှနောက်တော့စစ်တပ်ကဆင်းလာရတယ်ဘောင်းမော်တို့ဓမြတိုက်မဲ့နေရာမှာစောင့်ပြီးဖမ်းရတာပေါ့ဗျာဘောင်းမော်ကကန်ကောင်းပြီးလွတ်သွားတယ်ပြစ်ကြခတ်ကြနဲ့လူရင်ရပြတဲ့ရွာသား10ယောက်လောက်တေးကြတာပေါ့တေးသွားတော့မှမျက်နှာတွေကိုလှန်ကြည့်တော့ကျုပ်တို့ရွာကတော့တယောက်ပါသေးတယ်ဗျအနေအေးအေးလူပြိုကြီးဆိုတဲ့လူဗျဟမ်လေငွေဆိုတာလူတိုင်းလိုကြတာမလားဗျအဲ့ဒီနောက်ပိုင်းတော့ဘောင်းမော်တို့ဓမြတွေပျောက်သွားတယ်ခေါင်းဆောင်မဲ့သူမရှိတော့ဓမြမရှိတော့ဘူးပေါ့ဗျာတချို့ကလည်းလူစုပြီး4-5ယောက်ဓမြတိုက်ကြတယ်လုံနေတော့ရွာလူတွေဝိုင်းဖက်မိတာပေါ့ဒီလိုနဲ့ကျွန်တော်ကအသက်16နှစ်ကျော်လာပြီလူပြိုဖြစ်ပြီပေါ့ဗျာဓမြဆိုတာကလည်းမတွေ့ကြုံတာ10နှစ်နီးပါးလောက်ရှိပြီမလားဗျတနေ့တော့လဲတဲဆင်းလာရင်ဥပဒါနဲ့တွေ့တယ်ငါမင်းတို့စီလာမလို့ပဲကွာမအားသေးလို့ကွာဒါနဲ့မေးဖေကိုပြောလိုက်တို့ရောဓမြတိုက်ကျင်တယ်လို့ရှိနေပြီကွာကျုပ်အန်အောသွားမိရဲ့ဗျဟာ
ဥပဒါကြီးကဓမြတိုင်းမဲ့လို့ရှိတာကိုကြိုသိရဆိုတော့ကြားမြင်နေပါရင်ရနေရတာဗျ ဥပဒါကြီးကရည်တယ်ဗျ ကြားမြင်ရတာမဟုတ်ပါဘူးကွာရွာတော်ရှင်ပြောတာကွာဟုတ်ပြန်ပြီရွာတော်ရှင်ဥပဒါကြီးနဲ့ရွာတော်ရှင်ညီကိုကြီးများလားမသိဘူးနော်ငါကောင်းပြောတာကွာဓမြရိုးရိုးတိုက်တယ်လို့ထင်နေလို့လားရိုးရိုးမတိုက်လို့စပယ်ရှယ်တိုက်တာလားဗျမင်းတော်တော်တုံးတဲ့ကောင်ပဲကွာမှတ်ထားဓမြတွေဆိုတာတကယ်အချီတိုက်တော့မယ်ဆိုရင်အဲ့ဒီရွာတော်ရှင်နှမ်းမှာစားစရာတွေတင်မြောက်ပြီးတော့အတိပေးတတ်ကြတယ်ခွင်တောင်တက်ကြတယ်ကွာ ဥပဒါပြောမှကျုပ်လည်းသိတာဗျအရင်ကတော့ဓမြဆိုတာဒီတိုင်းကျုံနဲ့အိမ်တိုက်တာလို့ပဲထင်တာမလား ဓမြကောင်းဆိုတာလူကြီးတိတ်ချိန်လောက်ဆိုရွာတော်ရှင်နှမ်းကိုသွားရတယ်ကွာမိမတော်မဲနဲ့ရဲတို့ကြက်ကြော်ကောင်းချင်းပေါင်းတို့ဆက်ရတာပေါ့ကွာဆက်တာပြီးတော့သူတို့အသုံးပြုမဲ့လက်နက်တွေကိုရွာတော်ရှင်နှမ်းမှာဖြစ်ဖြစ်တပင်မှာဖြစ်ဖြစ်ထောင်ထားကြရတယ်ကွာရွာတော်ရှင်ကိုသူတို့တရင်ရထားတဲ့ဘဲအိမ်ကိုဓမြတိုက်လို့ရမလဲလို့မေးတာပေါ့ခွင်လဲတောင်းတာပေါ့ကွာတိုက်လို့မရတဲ့အိမ်ဆိုရွာတော်ရှင်ကလက်နက်တွေကိုလှဲပြတဲ့ကွာရွာတော်ရှင်ကမကြေနပ်တဲ့အိမ်တို့ဒါမှမဟုတ်ဓမြတိုက်ခံရမယ့်အိမ်တို့ဆိုရင်လက်နက်တွေကထောင်နေတယ်ဓမြတွေကအိမ်ကိုတိုက်ရတာပဲကွာဒါဆိုကျုပ်တို့ရွာကိုရောတိုက်ပါလားရွာတော်ရှင်ဓမြအိမ်ငါးအိမ်ပြောတယ်တဲ့ကွာရွာတော်ရှင်ကလက်နက်တွေအကုန်လဲချလိုက်လို့တကောင်ကျော်တော့ဆက်တာထားတဲ့စားကြတွေယူပြီးပြန်သွားကြတဲ့ကွာဒါဆိုရင်ကျုပ်အဖေကိုသွားပြောထားမှာပဲအေးသွားပြောကွာဒါမဲ့မင်းဘေကဒါမျိုးတွေယုံမှာမဟုတ်ဘူးကွာတည်င်းချက်တော့မပြောပါနဲ့တော့ကြဓမြမတိုက်ပြင်ငါ့ကိုလိုလိန်ကြီးလို့ထင်နေပါအောင်မယ်ကွာ ကျုပ်လည်းအိမ်ပြန်တော့အဖေကိုပြောလိုက်တယ်ဗျအဖေကတော့သူ့ပုံစံအတိုင်းပါပဲဗျအင်းမလို့အဲမလို့နဲ့ဘာမှလည်းပြန်မပြောဘူးလေအဲ့ဒီနေရာကျုပ်လဲတဲ့ကိုရောက်တယ်ဆိုရင်ပဲဥပဒါကြီးကကျုပ်စီပြေးလာတယ်ဗျကျုပ်ညီလဲပါတယ်ကျုပ်ညီကအခုအသက်16နှစ်လောက်ဖြစ်နေပြီပေါ့ဗျာ ဟေးမင်းတို့လာတော့ငါစောင့်နေရကွာဘာလို့လဲဥပဒါကြီးရွာတော်ရှင်ပြောင်းနေ2ရက်ရှိပြီကွာ ကျုပ်လည်းမျက်မှောင်ကျုံလိုက်တယ်ဗျ အဲ့ဒါဘာဖြစ်လဲဗျလူတွေလိုခရီးလုံနေလို့ဖြစ်မှာပေါ့ငါတော့လို့မထင်ဘူးကွာငါတင်တာဓမြတွေကရွာတော်ရှင်နှင်ထုတ်လိုက်ပြီးထင်းတယ်ဟာဗျာဓမြတွေကဘယ်လိုနှင်မလဲဗျမဟုတ်ဘူးကွာရွာတော်ရှင်ဆိုတာအစင်တော်တော်နှိမ့်နေနတ်ဆိုတာတဲ့တရေတာပါကွာဒီတော့သူ့စုံတို့ကဝေတို့ကနှင်လို့ရတယ်ကွာဓမြတွေကစုံကဝေတို့ခိုင်းပြီးလှုပ်သွားတာဖြစ်မယ်အဲ့တော့ဓမြတွေကကျုပ်တို့ရွာကိုတိုက်တော့မှာပေါ့နော် ဥပဒါကခေါင်းငိမ့်လိုက်ပြီးတော့ အေးကွာတင်ညာတိုက်မယ်ထင်တယ်ဥပဒါကြီးကလည်းဗျာဓမြစိတ်ထဲကအကြောင်းဥပဒါသိနေရလားမသိပါဘူးကွာငါပညာနဲ့မှန်းကြည့်တာပါကွာဒီလိုကွာရွာတော်ရှင်ဆိုတာဒီရွာမှာပိုင်ရတဲ့လူဆိုတော့အကြာကြီးနှင်လို့မရကောင်းဘူးကွာအကြာကြီးနှင်အဲ့ဒီစုံတို့အောက်လန်းတို့ရွာတော်ရှင်ကမုံပြီးပြန်လှုပ်တတ်တယ်ငါသတိထားမိတာပျောက်နေ2ရက်ရှိပြီဆိုတော့ဒီနေ့ညတော့သူတို့လုံမယ်ထင်တယ်သူတို့3ရက်လောက်ပဲနှင်နိုင်မှာကွာကောင်းပြီလေဒါဆိုကျုပ်အဖေကိုပြောလိုက်မယ် ကျုပ်လဲထွက်မယ်လို့တော့ဥပဒါကကျုပ်လက်ကိုဆွဲထားတယ် မင်းကောင်ယုံလားယုံတာပေါ့ဗျာဒါဆိုမပြောနဲ့တော့မင်းနဲ့ငါနဲ့ညဘက်ကျတော့ဓမြရည်နဲ့တွေ့မယ်ဟာဗျာဖြစ်ပါမလားဗျဓမြဆိုတာနည်းနည်းတော့လူကြီးလားကျုပ်ကတိုင်းနေပါမတက်ဘူးနော်ဗျမကြောက်စမ်းပါနဲ့ကွာဒီဓမြတွေလောက်တော့ငါသားလေးပါကွာမင်းမလာခြင်းလည်းရပါတယ်ငါဘာသာဖြည့်ရှင်းလိုက်ပါမယ် ဒီကကျုပ်ဘင်းတော့မှရက်နေတဲ့ကျုပ်ညီက အခုလက်သွားကြမယ်ဗျဥပဒါကြီးလည်းပါတယ်မလား ကျုပ်ကဥပဒါကြီးကိုတော့မယုံတာမဟုတ်ပေမဲ့သူကပညာတွေတတ်တယ်မလားကျုပ်တို့ကဘာမှတတ်တဲ့ကောင်မဟုတ်ဘူးလေ ဒါဆိုရင်လိုက်ခဲ့မယ်ဗျတခုပဲဓမြရည်နဲ့တော့ကျုံမတွေ့ချင်ဘူးကျုပ်တို့ပုံနေကြမယ်အေးကွာမင်းနဲ့မင်းကြီးနဲ့လာခဲ့ပေါ့ကွာဒါမဲ့နှုတ်တော့လုံရမယ်နော်ဓမြတွေကငါလှုပ်တယ်ဆိုတာတီးသွားရင်ငါ့ကိုလာလှုပ်နေမှာကွာဩဥပဒါကြီးကလည်းဓမြတွေကိုမကြောက်ဘူးဆိုရင်ကိုကြောက်နေပြန်ပါပြီငါတယောက်တည်းအနေနဲ့ဆိုသူတို့မကြောက်ပါဘူးကွာဒါမဲ့ငါ့ကိုမနိုင်လို့ငါလည်းဒီမိနေတိုင်းကုံပါကွာ ဥပဒါပြောရလဲကြိုးချောင်းစီလျော်တာကြောင့်ကျုပ်လည်းခေါင်းငိမ့်လိုက်တာပေါ့ဗျာကျုပ်တို့ညီကိုဖြင့်အဲ့ဒီနေရာနေလို့ထိုင်လို့တော့မထိပါဘူးဗျာအဲ့ဒီဓမြတွေကြောင့်ပဲစဉ်းစားပြီးပြောဆိုနေတော့တာပဲည8 နာရီထိုးပြီးတက်ငယ်ကောင်းချချိန်ပြီးရင်တော့ကျုပ်တို့ကာလာသားတွေလူပြောလှဲ့ချိန်ပေါ့ဗျာအမှန်ကည8 နာရီဆိုတာနည်းနည်းတော့နောက်ကျနေပြီကျုပ်တို့ရွာမှာကည9 နာရီလောက်ဆိုလူကြီးတွေရောလူငယ်တွေပါအကုန်အိတ်ကြတာကျုပ်တို့ငယ်ငယ်တုန်းကပေါ့ဗျာခုများတော့ရွာကကလေးတွေည1 နာရီ2 နာရီထိမအိတ်ကြဘူးလေဗျာဂိမ်းစောကြတယ်လို့ပြောတာပဲကျုပ်တို့ညီကအိမ်ကနေထွက်လာပြီးဥပဒါချန်နားမှာရစ်တီလုံနေလိုက်တယ်မကြပါဘူးဥပဒါကြီးလည်းထွက်လာတယ်ကျုပ်တို့ကိုဥဆောင်ပြီးတော့ရွာဝင်လမ်းကိုထွက်ခဲ့တာပေါ့ဗျာကျုပ်တို့ရွာကနေထွက်ခဲ့ပြီးတော့မကြပါဘူးရွာတော်ရှင်နန်းကိုရောက်တယ်နန်းကတော့ခက်သေးသေးပါပဲရွာတော်ရှင်နန်းနားမှာညောင်ကျက်ပင်ကြီးတစ်ပင်ရှိတယ်ကျုပ်တို့နေ့စဉ်လဲတဲသွားရှာတဲသွားရင်အဲ့ဒီရှိကပဲဖြက်သွားရတာမလား
ညောင်ချက်ပင်ကြီးနားမှာကျုပ်တို့ပုံနေလိုက်ကြတယ်။အဲ့ဒီနားမှာခြုံနေလဲထူတယ်ဗျ။ချင်းတွေးဆိုတာတဝီဝီနဲ့ကြိုက်လိုက်တာဗျ။ကျုပ်တို့ညီကိုပစိုးခြုံပြီးတော့ထားရတော့မှဝိုင်းတွေခံရတာ။ချင်းကိုရိုက်လည်းမရိုက်ရဲဘူးလေ။တော့ကြဓမြတွေချင်းရိုက်တန်ကြပြီးကျုပ်တို့မြင်တော့မယ်မလား။စောင့်နေရင်အတော်ကြာခဲ့ပြီဗျ။နာရီလည်းမပါတော့ဘယ်အချိန်လဲတော့မသိဘူး။စကားလည်းမပြောရဲချောင်းလည်းမစိုးရဲနဲ့ဆိုတော့အချိန်နေကုန်တာနှေးလိုက်တာဗျ။မကြပါဘူး။မီးရောက်နေရလဲကွင်းဆက်မှာထိန်လင်းသွားတယ်။ဥပဒါကြီးကကျုပ်တို့အိတ်နေရဲ့ထင်လို့လက်ကော်ပြီးနှိုးတယ် ဟဲ့အောင်နေထားတော့ကွာဟိုမှာဓမြတွေမီးတုပ်တွေညှိနေ ။လားကလည်းလားစောရဲမလို့ဘယ်ရောက်နေမှန်းတော့မသိပါဘူးဗျာ။ဓမြတွေကအမှောင်ထဲလာကြပြီးဆွရရောက်မှမီးတုပ်တွေထွန်းမုံရတယ်။လက်ကွင်းဆက်မှာဓမြအင်အားက30လောက်တော့ရှိမယ်ဗျာ။ပတ်စိုးတွေအဝတ်တွေနဲ့မျက်နှာတွေကိုအုပ်ထားပြီးတော့လက်ထဲမှာလည်းဓားတွေလှန်နေကင်ထားကြတယ်။မီးတုပ်ကင်ထားတဲ့လူတွေကတော့လက်တစ်ဖက်ကဓားရှည်ကြီးတွေကင်ထားကြတာပေါ့ဗျာ။မီးရောက်နေထိန်လင်းပြီးတဲ့နောက်ခေါင်းဆောင်ဖြစ်တဲ့သူရဲ့နောက်ကိုဓမြတွေလိုက်လာကြတယ်။သူတို့ကခက်မြင်မြန်ပြေးလာကြတာပေါ့ ဒီကောင်ကဘာမော်ပဲကွာ ။ဥပဒါကမကြေမနက်နဲ့တောက်ခေါက်လိုက်တယ်ဗျာ။ကျုပ်တို့လည်းဘာမောဆိုတဲ့အတန်ကိုကြားလိုက်တာနဲ့ချက်သိန်းကြီးဖျန်းကနေထသွားတယ် ဘာမော်ဆိုတာကျုပ်တို့ငယ်ငယ်ကဘာမော်လား ။ကျုပ်ပြန်မေးလိုက်တော့ဥပဒါကြီးကမရှိတော့ဘူးဗျာ။ဘယ်ရောက်သွားတယ်လဲဆိုတော့ရွာတော်ရှင်နှန်းရှိရွာဝင်လန်းအလဲကောင်တက်တယ်မှာတယောက်တည်းဓမြတွေကိုနောက်ကျောပေးပြီးရက်နေတယ် ဥပဒါကြီးဟိုမှာလူတွေအများကြီးနော် ။ကျုပ်អော်လိုက်တယ်ဒါပေမဲ့အတန်မထွက်ပါဘူးဗျာ။ကြောက်နေရဘူးဗျာ။ဓမြအုပ်ကလည်းခက်နေနေပဲမလား။တယောက်တစ်ချက်ဓာတ်နဲ့ဝိုင်းခေါ်ရင်တော့ရိုးတခြားသားတခြားဖြစ်သွားနိုင်တယ်မလားဗျာ။ဓမြဆိုတော့မလုပ်ရဲတာမရှိဘူး။မျက်နှာတွေအုပ်ထားတယ်ဆိုတော့ဘသူဘဝမှမသိဘူးလေ။ပုံမှန်ကြောက်တတ်တဲ့လူတော်မှဓမြတွေနဲ့ပေါင်းရင်လူသက်ဖို့စိတ်တွေကြွလာတယ်ဆိုပဲဗျာ။လူစိုးလူမိုက်တွေဆိုရင်တော့ပြောမနေပါနဲ့တော့။ဓမြအုပ်ကတပြေးပြေးနီးလာတယ်ဗျာ။ဥပဒါနဲ့ပေ200လောက်กว่าကိုရောက်တော့ဓမြအုပ်ကတက်ငနေရက်သွားတယ်။လန့်သွားကြတဲ့သဘောပေါ့ဗျာ။နောက်တော့ဓမြကောင်းဆောင်ဘောက်မော်ကအရှိကိုတက်လာခဲ့တယ်ဗျာ။သူ့ပုံစံကအပေါ်ကကြုံပြောခဲ့တယ်လို့ပုံစံမဟုတ်ဘူးဗျာ။လက်တစ်ဖက်ပြက်နေရဲဆိုပေမဲ့ဝတ်ထားတဲ့အင်ကြီးကလည်းအတော်ကောင်းကောင်းအောက်ကဘောင်းမီရှိနဲ့ဘောဖနက်နဲ့လူကလည်းအရက်မြင့်မြင့်ထောင်ကောင်းကောင်းခက်ဖြောင်ဖြောင်မြဓမြဆိုပြီးတော့မုတ်စိတ်မွေးတွေပတ်တိုင်းမွေးတွေလည်းမရှိပါဘူးဗျာ။သူကတော့ပဝါတစ်ခုကိုမျက်နှာမှာအုပ်ထားတယ်ဗျာ။ဘိုးကေးဆိုတာစီတွေရွှဲနေရပဲဗျို့ ဒီဟာမိတ်ဆွေကြီးကကျုပ်တို့နဲ့တူလိုက်ခဲ့မလို့လား ။စကားပြောတဲ့အတန်ကလည်းတော်တော်ကောင်းနေဗျာ။အတန်မှလည်းအာနာတန်လိုပါတယ်။ကျုပ်တို့တစ်ပေနောက်ကခြုံနေဆိုရင်သူတို့နဲ့ဘေးချင်းကဲ့ရဲ့အနေထားလောက်ပဲဗျာ။မီးတွေထိန်နေပေမဲ့လည်းကျုပ်တို့ခြုံထဲကိုတေးချမမြင်ရလို့တော်သေးတာပေါ့ဗျာ။ မင်းတို့နဲ့လိုက်ဖို့မဟုတ်ဘူးကွာငါမင်းတို့ဓာတ်ဖို့ရောက်လာခဲ့တာ ဓမြကောင်းဆောင်ဘာမောင်ကဟက်ဟက်ပက်ပက်ရှိတယ်ဗျ။ဒီတော့မှနောက်ကဓမြတွေကလည်းဝိုင်းရီတော့တာရွာထဲမှာတော့လှုပ်ရှားတန်နေကြားရတယ်ဗျ။အော်တန်တက်တက်ကြားရတယ်ဆိုတော့ဓမြတွေရောက်နေတာကိုရိတ်စားမိကြပုံပဲ အဲ့လိုခမရယူနေရင်လည်းဖယ်စမ်းဗျာခမရတယောက်တည်းကကျုပ်တို့တားနိုင်မယ်လို့ထင်လို့လားထင်တယ်ကွာမင်းတို့တွေကဘယ်ကောင်ရှေ့တက်ခံမလဲ ။ဥပဒါကြီးကကြောပေးထားတယ်ဗျ။ကျုပ်ထင်တာကသူ့မျက်နှာကိုအမြင်မခံဝတ်လို့ထင်တယ်။သူ့အတန်ကလည်းခက်အောနဲ့ဝမ်းကောင်းတန်ကြီးဖြစ်နေတာဗျ။အတန်ဖြတ်ပြောတယ်ထင်ပါတယ်။ဘာမောင်ကဓမြ3-4ယောက်ကိုမျက်ရည်ပြလိုက်တော့ဓမြတွေကဓားဆွဲပြီးပြေးတက်လာကြတယ်။ဒီလိုတယောက်လောက်ကိုတနက်သုံးပြီးတော့မဖြည့်ရှင်းမဲ့တိုးတိုးတိတ်တိတ်ဖြည့်ရှင်းမဲ့ပုံပေါ့ဗျာ။ဓမြလေးယောက်ကဓားကိုခုတ်ဖို့အသင့်ပြင်ပြီးပြေးလာတော့ဥပဒါကြီးနဲ့ပေ20လောက်ကကိုရောက်တော့အကုန်လုံးမှောက်ရက်လဲကုန်နေဗျ။ဓမြတွေလည်းကြည်နေကြတာပေါ့ဗျာ။သူတို့ကမတ်တက်ရက်ပြီးဥပဒါကြီးစီကိုပြေးဝင်ပြန်ရောဒီခါသူတို့ရင်ဝကိုတယောက်ယောက်ကစောင့်တွန်းလိုက်တယ်လို့မျိုးအနောက်ကိုလွင့်လွင့်ထွက်သွားတယ်ဗျ။ဘာမောင်ကဥပဒါကြီးကိုတစ်ချက်ကြီးလိုက်ပြီးတော့သူ့ခါးကြားက6လုံးမျိုးကိုဆွဲထုတ်လိုက်တယ်။6လုံးမျိုးပြောင်းရှည်ကြီးကအမဲစီတွေဝနေပြီးတော့ပြောင်လက်နေတာပဲဗျာ။ကျုပ်တို့လည်းရောင်ပြီးနားကိုလက်နှစ်ဖက်နဲ့ပိတ်ထားလိုက်မိတယ်။ဘာမောင်ကတနက်မောင်းကိုဆွဲညှစ်လိုက်တယ်။ဒါပေမဲ့တနက်ကကြီးမထွက်ပါဘူး။ချက်ခနဲ့အတန်တစ်ချက်ပဲမြည်တယ်။ဒါနဲ့ဘာမောင်က3-4ချက်ဆက်ပစ်တယ်။ဘေးတိုက်ကြည့်နေတဲ့ကျွန်တော်တို့ကဘောင်းမော်ကင်ထားတဲ့6လုံးပြည့်ရဲ့ဘောင်းထန်ကလေးကကြီးအိမ်ကိုသွားရိုက်တာကိုမြင်နေရတယ်။6ချက်စလုံးပြစ်လိုက်ပေမဲ့ကြီးကလုံးဝကိုမထွက်ဘူးဗျ။ အဘောကြီးခမရဘာလုပ်ထားရလဲမင်းလိုတနတ်စုံနဲ့ငါ့ကိုပြစ်လို့ရမယ်လို့ထင်လို့လားကွာ ဘာမောင်ကသူ့လူနှစ်ယောက်ကိုမျက်ရည်ပြလိုက်ပြန်တယ်။သူ့လူနှစ်ယောက်ကရိုင်ဖယ်တနက်တယောက်တက်လက်ကင်ထားတယ်။မြေပေါ်ကိုဒူးထောက်မုတ်ဆိုးထိုင်ချလိုက်ပြီးတော့ဥပဒါကိုပြစ်ပြန်တယ်။ကြီးမထွက်ဘူးဗျ။ဘာမောင်ဒေါသထွက်လာပုံရတယ်ဗျ။ အဘောကြီးကျုပ်တို့မနှောက်ရှက်နဲ့ခမရဘာလို့ချင်းလဲရွှေလားငွေလားကျုပ်တို့တိုက်ပြီးခမရဝေစုပဲမဟုတ်ပြီလားငါဘာမှမလို့ချင်ဘူးငါလိုချင်တာတော့မင်းတို့ဒီရွာနေထွက်သွားပြီနောက်ပဲတော့မှပြန်မလာတော့လိုချင်တယ်ကွာကျုပ်တို့ဒီတခါပဲတိုက်ပြီးပြန်မယ်
မတိုက်ရဘူးစိုးမကွာမင်းတို့ပြန်ကြတော့မပြန်ငါစိုးမစိုးနဲ့တော့ ။ဦးဘသားကြီးပြောပြီးခဏပဲကြာလိုက်တယ်။ဓမြတွေဆိုတာဓားတွေလမ်းတွေကိုပြစ်ချပြီးတော့လက်တစ်ဖက်နဲ့ကိုလုံးကိုပြန်ကုတ်ကြတယ်ဗျ။လက်တစ်ဖက်ကမီးတုပ်တွေကင်ထားတာမလား။နောက်တော့လက်တစ်ဖက်နဲ့ကုတ်တာအားမရလို့မီးတုပ်တွေပါပြစ်ချပြီးကုတ်ကြတယ်။ခုံဆွဖြစ်နေကြတယ် အေးမှတ်ပလားမင်းတို့ကိုချိန်ပြန်ရင်မိသေးတယ်မပြန်တဲ့ကောင်တော့တသက်လုံးကုတ်ပြီးအနူဖြစ်သွားရမယ်မှတ် ။ဦးဘသားကြီးတန်းကမှန်ပြင်းလာတယ်ဗျ။အတန်ကြီးကဟိန်းနေတာပဲ။ဒါနဲ့ဓမြနောက်လိုက်တွေကကြောက်ပြီးထွက်ပြေးကြပါရောတချို့ဆိုပစိုးတွေပါကျွတ်ကြခဲ့တယ်။ပြေးရင်းနဲ့လည်းကုတ်နေလိုက်ကြတာဗျာ။နောက်ဆုံးဘားမော်ရဲ့တပည့်လက်ရင်းတွေပါကုတ်ရင်းထွက်ပြေးကုန်တယ်။ဒါပေမဲ့ထူးဆန်းတာကမကုတ်ပဲကြံနေခဲ့တာဘားမော်ပဲဗျ။ဘားမော်ကဦးဘသားကြီးကိုတေးချကြည့်နေတယ် ငါထင်သားပဲဗမော်ရမင်းမစေးကောင်းကောင်းရှိတယ်ထင်တယ်ကွာရွာတော်ရှင်တော့မင်းကနှင်ထားနိုင်တယ်မလား ။ဘားမော်ကမြေပေါ်တိုးထောက်ထိုင်ချလိုက်ပြီးတော့ဦးဘသားကြီးနာကိုတိုးသွားတယ်ဗျ။အရန်တော့ရှေ့တိုးလို့မရဘူး။သူ့ရှေ့မှာမမြင်နိုင်တဲ့တတိုင်းကြီးတစ်ခုခံနေသလိုပေါ့ဗျာ။နောက်တော့ဦးဘသားကြီးကိုလက်တစ်ဖက်နဲ့လက်အောက်ချီတယ် ဆရာကြီးခင်ဗျာဆရာကြီးကိုကျွန်တော်မားတာရှိရင်ဝင်ချတောင်းပန်ပါတယ်ဆရာကြီးစီကတနက်ကြီးမထွက်တဲ့စီရင်လိုချင်ပါတယ်ကျွန်တော်ကိုရောင်းချပါကျွန်တော်ထိုက်တန်တန်ကြောပါမယ်ဆရာကြီးမင်းလိုကောင်ငါပေးမယ်များထင်းနေသလားကွာဒီစီရင်ပေးလိုက်မင်းရင်ရတဲ့လူပိုတတ်မယ်မရင်းပိုကျင့်မယ်ပိုဓမြတိုင်မယ်မလားငါမရောမှုဟဲ့ကောင်မင်းသွားတော့ ။ဘားမော်ကမပြန်သေးဘဲနဲ့ပေကက်ကလုံးနေပြန်တယ်ဒီခါဥပဒါကြီးက ဟေးဒီကောင်ကသူ့ခြေထောက်သူမတုံးချင်ဘူးတဲ့ကွာမင်းတို့ပြန်ပို့ပေးလိုက်ကြစမ်း အဲလိုမိန်ပေးလိုက်တာနဲ့ဘားမော်ကိုတစုံတစ်ယောက်ကဆွဲသလိုဖြစ်ပြီးတော့နောက်ပြန်ကြီးတရွတ်နဲ့ပါသွားလိုက်တာဗျာ။တော်တော်လန်းကိုရောက်တော့မှဘားမော်ချော်လဲကျသွားတယ် ခမ ्या ကြီးကိုကြုတ်ဒီတိုင်းမထားဘူးကြုတ်ကိုတည်ရင်ခမ ्या ကိုအရှင်ထားမှာမဟုတ်ဘူး ။ဥပဒါကြီးကဘာမှမပြောတော့ပဲတစ်ဖက်ကိုလှည့်လိုက်တော့တယ်။နောက်တော့ဘားမော်ကိုတက်တာပြလိုက်သေးတယ်။ဘားမော်နဲ့ဥပဒါနေရာကအတော်လှမ်းတယ်လေနောက်ပြီးတော့မီးတုပ်တွေကလည်းမြေပေါ်ကိုကျပြီးတေကုန်ပြီဆိုတော့မှောင်နေတာပေါ့ဗျာ။ဒီအချိန်မှာပဲရွာထဲကနေညာတန်တွေထွက်လာတယ်ဗျာ။ဥပဒါကြီးကလည်းရွာထဲပြန်ပြေးတော့တာပဲ။ကျုပ်တို့ညီကတော့ခြုံထဲကနေထွက်လိုက်တာပေါ့။အဖေနဲ့ရွာသားတွေဒုတ်တွေဓားတွေကင်ပြီးတော့ထွက်လာကြပါရော။ထွက်ပြေးသွားတဲ့ဓမြတွေရဲ့လက်နက်တွေနဲ့ဖက်နဲ့ပစိုးတွေကိုတော့သိမ်းမိကြတယ် ဘယ်မလဲဒီကောင်နေ ။ကျုပ်လည်းဘာပြောမှမသိဘူးဖြစ်နေတဲ့ကျုပ်ညီက သားတို့လူပြိုလက်ရင်ဓမြအုပ်တွေလို့ခြုံနဲ့ဝင်ပုံးနေလိုက်တာပါ ရွာသားတွေကဓမြတွေကိုချိန်မောင်းနေတာပေါ့ဗျာ။ကျုပ်ပြင်ရည်ချင်းလို့မစောဘူး။ခုနကမီးရောင်နေတွေ့ကြတဲ့ကထွက်လာကြပါတော့လား။ကျုပ်ပါဇက်ကလည်းတိတ်မဖွာပါဘူးဗျာ။အဖေရောဥပဒါကြီးဓမြတွေကိုတားလိုက်တဲ့ကြောင်ပြောလိုက်တယ်။အဖေကတီးပြီးပြီတဲ့။ဘယ်သူရှိမလဲဗျာ။အငယ်ကောင်ပြောတာပေါ့။နောက်3-4ရက်လောက်နေတော့တောင်ညိုရွာကိုရဲတွေဝင်ဖမ်းတော့ဘားမုံကိုမိသွားတယ်ဗျာ။တောင်ညိုရွာကလူတွေကအဲ့ဒီလူကိုဘားမုံမှန်းတော့မသိပါဘူးဗျာ။ဘားမုံကမိန်းမတွေပိုင်းနဲ့နေတာဗျ။အိမ်ထဲရှာကြည့်တော့မှဖွက်ထားတဲ့ရွှေတွေကိုတွေ့တာ။အဲ့ဒီရွှေတွေကအရင်လောက်ကသူတို့ဖွဲ့တိုက်ထားတဲ့အိမ်တိန်ကလက်ဝတ်လက်စားတွေပေါ့ဗျာ ဓမြတွေ3-4ရက်လောက်တော့ခန့်နေမှာကွာ ။နောက်ရက်တော့ဥပဒါကြီးကကျုပ်တို့ကိုပြောတယ်။ကျုပ်တို့လည်းအမှတ်တမဲ့ပေါ့ဗျာ။ဒါပေမဲ့ဆေးဆရာကြီးကတော့အလုံးရှုပ်တယ်ဗျာ။ကျုပ်တို့မေးကြည့်တော့ရွာတွေကလူနာ3ယောက်ရှားနာပေါက်ပြီးတော့ကုန်းနေကြရတယ်ဗျာ။ဒီတော့မှဒီဓမြမှုမှာအတွင်းလူပါရဲဆိုတာကျုပ်တို့သိသွားရတာပါပဲ။ ရွာလူကန်ပါတယ်ဆိုတော့တေချာပေါဥပဒါကြီးလှုပ်တယ်ဆိုတာသိမှာပဲဒီကောင်တွေကဓမြနောက်လိုက်တယ်ပါကွာမျက်နှာကိုအုပ်ထားတဲ့ချိန်မဲ့တက်တီရှိတာပါကွာကျန်တဲ့ချိန်ဆိုငါ့ကိုစေးစေးတောင်ကြည်ရဲတဲ့ကောင်တွေမဟုတ်ဘူး ဒီလိုနဲ့ကျုပ်တို့ရွာဓမြမှုကပြီးသွားတယ်ပေါ့ဗျာ။ကျုံနဲ့လူနေနဲ့ကလွဲရင်တော့ဘာတွေဖြစ်သွားတယ်ဆိုတာသိမသိကြပါဘူး။နောက်တော့ဘားမော်ကတကြွန်းကျသွားတယ်ပြောတယ်ဗျာ။ဒါပေမဲ့ဘားမော်ရဲ့အကိုကတောင်ညိုရွာကအောက်လန်းဆရာကြီးတယ်ဗျာ။အောက်လန်းဘာတော်လို့ခေါ်ကြတယ်။ဘားမော်အတွက်အဆောင်နေအင်းနေအောက်လန်းအတိုက်တွေသူကလှုပ်ပေးနေကြဆိုပဲဗျ။ဒါကြောင့်ဥပဒါလှုပ်တော့တခြားဓမြတွေရားရံနေပြီမဲ့သူကဘာမှမဖြစ်ဘူးမလားဗျာ။အခုပြောပြခဲ့တဲ့အကြောင်းအရာကတော့ဆရာကစော်ရေးသားထားတဲ့စုံထီကြီးဥပဒါနဲ့ဓမြကျော်ဘားမော်ပဲဖြစ်ပါတယ်။နားဆင်ပြီးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။